ဒီလူကဈေးပေါ်တဲ့ပြောင်းမှုကစားနေရင် YouTube ဖော်ရစီးပွားရေးအကြံဉာဏ်တစ်ခုရသွားခဲ့တယ်။သူ့သားကဆက်တဲ့ပြောင်းမှုကိုစားရင်မျက်နှာတွေမဲ့နေပေမဲ့ဒီအဆက်ရတာကိုချက်တယ်လို့ပြောလိုက်တာကိုအဲ့ဒီမှာလူတွေကအဆက်ရတာကိုဘယ်လောက်ယူသက်လဲဆိုတာသူသဘောပေါက်သွားတယ်။သူချက်ချင်းပဲဆုံးဖြတ်လိုက်တယ်။အဆက်ရတာအာရုကျော်တွေလုပ်ပြီးတနေ့တစ်ထေးဖြစ်ရမယ်ပေါ့။သူကအာရုကျော်တွေအများကြီးဝင်လာတယ်။သူ့မိမကတော့လက်သွားတာပေါ့။အိမ်လားကဘယ်လိုပေးမလဲစားဖို့တော့ဘယ်လိုလုပ်မလဲဆိုပြီးတော့လေ။ဒါပေမဲ့လက်လျှော့မဲ့အစားသူ့မိမကသူ့ဘက်ကနေရက်တီပေးခဲ့တယ်။သူတို့နေအောင်ရုပ်သီးမျိုးစုံဝယ်ပြီးစမ်းသပ်ကြတယ်။ဒါပေမဲ့လွတ်လိုက်တဲ့ source တိုင်းကအရသာမရှိပဲစက်ရုံတက်ပဲဖြစ်နေတယ်။သူ့လိုချင်တာကတကယ်ပြောင်းမှုကရတာမျိုးလေ။ကုမ္ပဏီရဲ့သူတည်တနာဌာနကလည်းစူးစမ်းနေကြတာပါပဲ။ဒါပေမဲ့သူကတော့ရိုးရာနီလာနဲ့ငရုတ်သီးအစ်စ်ကနေပဲအဲ့ဒီရတာကိုရနိုင်မယ်လို့ယုံကြည်ထားတယ်။ဒါနဲ့သူကိုယ်တိုင်ဆက်တွေဆင်ပြီးနောက်ဆုံးမှာတော့အချိုးစားမှန်ကိုရှာပြသွားတယ်။အဲ့ဒီနောက်သတင်းစိုးတွေရောက်လာတယ်။လူသမားတွေအလုပ်ထွက်ကုန်ကြတယ်။သူ့အကြံဉာဏ်ကိုဘယ်သူမှမယုံဆိုင်ကြဘူး။ကြီးကျယ်မှုတရားဆိုရင်မင်းကတန်ရှင်းရေးပဲလုပ်ပါတိုက်ရှာမတွေးနဲ့လို့တော့ပြောသွားခဲ့တယ်။ဒါပေမဲ့သူစိတ်မပြတ်ခဲ့ပါဘူး။သူကအီတလီမှာရှိနေတဲ့ကုမ္ပဏီ CEO စီတိုင်းဆက်သွယ်ဖို့ကြိုးစားတယ်။တန်ရှင်းဝန်ထမ်းတယောက်အနေနဲ့ဟန်ဆောင်ပြီးတော့တနည်းနည်းနဲ့ CEO စီဖုန်းပေါက်သွားတယ်။ပြီးတော့သူမိမနဲ့အတူနမူနာပစ္စည်းတွေပြင်ဆင်ပြီး CEO စီပို့လိုက်တယ်။ရဲနိုင်ငံကြတော့ CEO ကိုယ်တိုင်ဆက်ရုံကိုရောက်လာတယ်။ဒီရရှိတွေအောင်ကုန်ကြတာပေါ့။သူခေါ်လိုက်တာလဲဆိုပြီးတော့လေအဲ့လိုခေါ်လိုက်မှန်းသိရောလူကြားထဲမှာသူ့ကိုရှက်ခွဲကြတော့တယ်။ CEO ကဒီအကြံကိုမကြိုက်ရင်စက်ရုံပေးရလိမ့်မယ်လို့ကောလာဟာလာတွေထွက်လာတော့သူ့ယုံကြည်မှုတွေရိုင်းနေသွားတယ်။အိမ်ရောက်လို့သူ့မိမကိုပြောပြတော့မိမဖြစ်သူကအမှန်ရှင်းမှရိုက်ပြီးရှင်းပေါ်ယုံကြည်လို့ကျမရှင်းနာမှာရှိနေတာလို့ပြောပြီးအားပေးပါတယ်။ကိုယ့်ကိုဘယ်တော့မှသူများနဲ့နှိမ့်ကြရလို့မတွေးဖို့ပြောတယ်။သူမကစီးပွားရေးအခြေခံတွေတင်ပေးတယ်မိန်ငွေရေးပေးတယ် CEO နဲ့တွေ့ရင်ဘယ်လိုပြောရမလဲဆိုတာတင်ပေးတယ်။ CEO ရောက်လာတဲ့အခါသူကရင်ထဲကလာတဲ့အတိုင်းပြောမယ်လို့ဆုံးဖြတ်လိုက်တယ်။ဈေးကွက်ရှယ်ယာဘယ်လောက်ရှိလဲလို့မေးတဲ့အခါသူမသိပေမဲ့သူ့နီးသူ့ဟန်နဲ့ရှင်းပြခဲ့တယ်။သူ့ရဲ့ရိုးသားမှုနဲ့ပြင်းပြတဲ့စိတ်ဆန္ဒကို CEO ကသဘောကျပြီးချက်ချင်းပဲယင်းနှိမ့်နှံဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီလိုနဲ့ Flaming Hot အာလူကျော်တွေပေါ်ပေါက်လာခဲ့တယ်။အစပိုင်းမှာဘယ်သူမှမဝယ်ကြဘူးဖုန်တက်နေတာပေါ့သူတော်စိတ်သက်ကြသွားတယ်အဲ့အချိန်မှာသူ့သားကလူတွေကဒါပါလဲဆိုတာမှမသိကြတာကိုယ်တိုင်ကြော်ညာမှရမယ်လို့ပြောတယ်ဒါနဲ့သူကခေါင်းပြောင်တဲ့သူတွေကိုခေါင်းလျှော်ရောင်းရဘူးတဲ့သူ့တငယ်ချင်းဟောင်းတွေကိုခေါ်လိုက်တယ်သူတို့အားလုံးကြောင်းတွေဆိုင်တွေလမ်းတွေပေါ်မှာအာလူကျော်တွေလိုက်ဝေကြတယ်လူတွေဝိုင်းအောင်လာပြီးရောင်းအားထိုးတက်သွားတယ် CEO ကဘူးငါးတန်းထုတ်ဖို့ပြစ်မှတ်အသစ်ပေးလာတယ်စက်ုံကနေရောညမှာလည်းပဲရပြီး6လအတွင်းမှာပဲကုမ္ပဏီတမိုင်းတစ်ရှားဆန်းနေနိုင်ခဲ့တယ်သူ့ဆရာကအခုမင်းကဘာဖြစ်သွားပြီလဲလို့မေးတော့သူကပြုံးပြီးကျွန်တော်အတန်းရှင်းသမားပါပဲစက်တွေပြတဲ့ရုံမှာလို့ဖြေခဲ့တယ်ဒါပေမဲ့တရက်ကျတော့ရင်းမြုပ်တကိုးကြီးကင်ပြီးဝင်လာတဲ့အချိန်မှာ CEO ကစောင့်နေတယ် CEO ကငါလည်းတာမန်မိသားစုကလာတာပါလန်ဒန်ဘက်မှာလက်လျှော့ခဲ့ရင်ဒီနေရာရောက်လာမှာမဟုတ်ဘူးအိမ်မက်တွေကအရေးကြီးတယ်ဒါပေမဲ့အဲ့အိမ်မက်တွေတကယ်ဖြစ်လာဖို့ဘေးကရက်တည်ပေးမဲ့လက်တွဲပေါ်ကပိုအရေးကြီးတယ်လို့ပြောပြီးသူ့ကိုကုမ္ပဏီရဲ့ marketing director အဖြစ်ခန့်ရလိုက်တယ်အခမ်းအနားတစ်ခုလုံးလက်ဟုတ်တန်နဲ့ဆူညံသွားတယ်သူပထမဆုံးလုပ်တာကသူ့မိမစီဖုန်းဆက်တာပဲနှစ်ယောက်စလုံးဝမ်းသာလုံးမျက်ရည်ကျခဲ့ရတယ်